မဖြစ်နိုင် ဘာလို့ဖြစ်နိုင်ရမှာလဲ မရလေမရတော့ဟုတ်လား တကယ်ပြောတာမလိမ့်ဘူး ဘာလဲရုံရှင်းလဲကျမမယုံရှင်လုံးဝ မယုံကြီးမရှိတာကြည့်လိုက် ဘာလဲ မယုံကြည့်လိုက် ဘာလဲဟမ်ကိုမိုးဆက်ကိုယောက်ျားလို့ပြောခိုင်းမအဲ့တယောက်ဘလောလိုက်အဲ့တယောက်ချစ်ဘလောလိုက် နေအောင်မလာနဲ့ မင်္ဂလာပါခင်ဗျာကျွန်တော်အခုလိုက်ပြမယ့်အခန်းလေးကကြတော့ A Great Resort ရဲ့ second CPU ခန်းလေးဖြစ်ပါတယ်ခင်ဗျာချစ်ချလေးအောင် ဒီမှာခင်မရိုက်နေတယ် အော်ဟုတ်ကဲ့ကြပါခင်ဗျာဒီအခန်းလေးကကြတော့ပင်လယ်ကမ်းခြေရဲ့အလှပကိုတေချာမြင်ရတယ်ပြီးတဲ့ခါကျတော့ဈေးနှုန်းလေးတွေတက်တာတယ်အဲ့တော့ပင်လယ်ကမ်းခြေအလှပကိုလည်းခန်းစားခြင်းနဲ့ဈေးနှုန်းတက်တာလေးလည်းနေရှင်တယ်ဆိုလို့ရှိရင်တော့ဟောဒီ second CPU အခန်းလေးကိုမဖြစ်မနေရွေးချယ်တင်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ကနေပြီးတော့ဒီအခန်းထဲမှာရှိတဲ့ facility တွေကိုလိုက်ပြပေးမယ်နော်ဒီချောင်းတို့ထောင်းလေးလိုက်လို့နော်ဒါကတော့အခန်းထဲဝင်ဝင်ချင်းနေရာလေးဖြစ်ပါတယ်ခင်ဗျဟောဒီမှာဆိုလို့ရှိရင်ရေသက်2ဘူး coffee 2ထုပ် coffee 2ခွက်နဲ့ဂျင်းနွေးအိုးလေးထားပေးထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ဝတ်ဗီဒီယိုလေးဖြစ်ပါတယ်ခင်ဗျအဲ့ဒါတွေအားလုံးချွတ်သမျှဟာတွေအားလုံးဒီမှာချိတ်လို့ရပါတယ်ဒါလေးကကြတော့ရေချိုးကန်းနဲ့အင်တာလေးဖြစ်ပါတယ်ရေချိုးကန်းနဲ့အင်တာထဲမှာဘာတွေလုပ်လို့ရတယ်ဆိုတာကတော့အဲ့ဒါတွေအကုန်သိကြမှာပါရေချိုးလို့ရပါတယ်တွန်းလက်တော်လို့ရပါတယ်ဟုတ်ကဲ့ဒါကတော့မှန်တင်ကုန်လေးဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့လိုမိတ်ကပ်လိမ်းရတာဝါသနာပါတဲ့အမျိုးသားတွေအတွက်ကိုအများကိုအဆင်ပြေပါတယ်ခင်ဗျဒါကြတော့အိပ်ရာလေးဖြစ်ပါတယ်နှစ်ယောက်အိတ်ကတင်လေးပါဒီမှာခေါင်းအုံးနှလုံးထားပေးထားတယ်ဒီအလှခေါင်းလေးပါတယ်နှစ်ယောက်အိတ်ကတင်ဆိုတော့ကြဲဝန်းလဲအိတ်လို့ရရတယ်အိပ်ရာလေးကအရန်ကိုတန့်စင်တရက်ပါတယ်ခင်ဗျအိတ်မယ်ဆိုရင်တော့ဒီငံရုပ်လေးကိုဖယ်ပြီးအိပ်ရပါတယ်ခင်ဗျဟုတ်ကဲ့ဒါလေးရကြတော့အိတ်ခမ်းနဲ့ကက်ရက်အိတ်ခမ်းလေးဖြစ်ပါတယ်ခင်ဗျဒီအိတ်ခမ်းလေးမှာကြတော့ဒီကနေထိုင်ပြီးတော့ကန်းချီရဲ့အလှပကိုလည်းကြီးစုခန်းစားလို့ရတယ်လို့မျိုးဒီမှာဘောအားကစားတွေကိုလည်းတဝါရီအားပေးလို့ရပါတယ်ဘောလုံးဒါလေးကကြတော့အခန်းရဲ့အရှိကရန်ဒါလေးဖြစ်ပါတယ်ခင်ဗျဒီအခန်းရဲ့ဈေးနှုန်းကကြတော့မူရင်းဈေးနှုန်း3သိန်းနဲ့9000ကို January နဲ့ February 2လအတွင်းမှာ10% discount ပေးထားတဲ့အတွက်ကြောင့်မို့လို့2သိန်းနဲ့9000ကျော်ပဲကြားတင်မှာဖြစ်ပါတယ်ခင်ဗျာ strider ပြီးပြီလား ပြီးပြီ ပြီးရင်လာရှင်ပြီးမယ်ကျမမပြီးသေးဘူး ဘာလို့ဟုတ်လဲ တိုးလာအစနဲ့တိုးလာနည်းနည်းတုတ်အောင်နည်းနည်းတုတ်ကတ်လိုက်အောင် ရပြီ ကျမရဲ့မျက်နှာချီအတွက် ဟမ်ဘာလို့မ